Jesus loved me. Yes, I know. For the Bible tells me so. See here, Jesus loved me. Yes, I know. For the Bible tells me so. I know it. ဘုရားခင်ငါ့ကိုယမ်းချစ်တယ်။ဘာဘုရားနဲ့ပြောတယ်။နှုတ်ကပတ်တော်ငါ့ကိုချစ်တယ်လို့ပြောတဲ့အတွက်ကြောင့်ဘယ်လောက်ထိချစ်လဲအသက်ပေးသည့်တောင်မင်းကိုငါချစ်တယ်။မင်းတို့ဘယ်လောက်ချစ်လဲဆိုရင်လောကကတည်းကကြည့်လိုက်စမ်းပါ That much I love you. That much I love you. I paid the price for you. I shed the blood for you. I died for you. You don't have to pay. I paid. Come to me. I will give you rest. ယေရှုပြောတဲ့စကား I will give you rest. ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ကိုသူ့ပဲတင်ဘုရားကိုနေတိုင်းကြီးတော့ချီးမွမ်းမှာယေရှုကိုပေးခဲ့တဲ့အတွက်ကြောင့်ကြီးတော့ချီးမွမ်းမယ်ယေရှုကိုကျွန်တော်တို့ပေးခဲ့တဲ့အတွက်ကြောင့်ကြီးတော့ချီးမွမ်းမယ်ယေရှုကိုကျွန်တော်တို့ပေးခဲ့တဲ့အတွက်ကြောင့်ကြီးတော့ချီးမွမ်းမယ်ယေရှုအပြင်ကျွန်တော်ထိုက်တန်တော်သူတွေဖြစ်တယ်ယေရှုအပြင်စုံလင်တော်သူဖြစ်တယ်ယေရှုအပြင်အဖလို့ခေါ်ခွင့်ရတယ်ခင်ဗျာခံစားချက်တွေနဲ့မလာနဲ့ယေရှုအားဖြင့်အဖခံပြီးတော့ထံတော်တိုးဝင်မယ်ယေရှုအားဖြင့်ထိုက်တန်တော်သူဖြစ်တယ်ဆိုတာကိုရဲရဲဝန်ခံပြီးကြွေးကြော်မယ်ဆိုရင်အဲ့ဒါဆုံးရှုံးခဲ့တဲ့အရာတွေအားလုံးပြန်ရလိမ့်မယ်စာရလူယူသွားတဲ့အရာတွေအားလုံးပြန်ရလိမ့်မယ်အဲ့လိုဖခင်သားသမီးတွေပေါ်ထွန်းလာရင်ဖခင်တတ်တွေစတင်ထူတော့မယ်ဖခင်တတ်တွေစထူတော့မယ်ဖခင်သားသမီးတွေဖခင်ပေါ်မှာရက်တည်ပြီးတော့ယေရှုခရစ်တော်အားဖြင့်ငါအောင်မြင်တော်သူဖြစ်တယ်လို့နေတိုင်းကြွေးကြော်တဲ့သူရဲ့အနောက်မှာ goodness and mercy shall follow me all the days of my life ခင်ဗျာကောင်းခြင်းဆိုးခြင်းမှာတော့မရက်နဲ့ခင်ဗျာကောင်းတာရှိမယ်ခင်ဗျာမှာဆိုးတာရှိမယ်ခင်ဗျာမှာအားနည်းချက်ရှိမယ်ခင်ဗျာမှာအားတာချက်ရှိမယ်အားတာနေတဲ့အချိန်မှာနည်းနည်းလေးပျော်လိုက်အားနည်းဆိုနည်းနည်းစိတ်ညစ်လိုက်ခင်ဗျာခံစားချက်ပေါ်မရက်နဲ့ဖခင်တင်းကိုကောင်းခြင်းဆိုးခြင်းမှာလက်ခံတာမဟုတ်ဘူးယေရှုအပြင်တင်းကိုဖခင်လက်ခံတာယေရှုအပြင်တင်းကိုဖခင်လက်ခံတာယေရှုအပြင်တင်းကိုဖခင်လက်ခံတာ Hallelujah